တရုတ်နိုင်ငံမှာရှိတဲ့ဒီလေကားတွေကတော့စိတ်တစအနှက်ပြီးအသေးငယ်ကြက်တူတွေအတွက်လုံးဝမဖြစ်နိုင်ပါဘူးဥပမာပြောရရင်ဒီလူဆိုရင်ခြေဖွားအောက်မှာတန်ကြောင်းအနှဲငယ်ပင်ရှိတဲ့အမြင့်တမိုင်ကျော်ပေါ်မှာမှတ်တက်ရက်နေတာပါဒါကတော့နာမည်ကျော်ကောင်းကင်ဘုံလေကားလို့ခေါ်ပြီး6ကမ်းပါနှစ်ခုကြားအကွာအဝေးဟာပေ900ကျော်ရှိပါတယ်လေကလည်းဘလောက်တောင်တိုက်လဲဆိုရင်ဒီလေကားအဆောက်အဦတစ်ခုလုံးဘဲပြန်းညာပြန်းရိမ့်ထိုးနေတာပါခြေတလမ်းမားလိုက်တာနဲ့တင်အောက်ခြေတမိုင်ကျော်အကွာ6ထေးကိုလွင့်စင်ပြုတ်ကျသွားမှာဖြစ်ပါတယ်ဒီတောင်တန်းတွေထဲမှာတဲ့အချစ်လေကားလို့ခေါ်တဲ့နောက်ထပ်စိတ်လှုပ်ရှားစရာနေရာတစ်ခုလည်းရှိပါသေးတယ်။သူကတော့လက်ရန်ဒါမှမဟုတ်ဘေးအကအရန်လုံးဝမရှိပဲတိမ်တိုက်တွေစီတန်းတန်းမတ်မတ်ဦးတည်နေတဲ့ကျင်းမြောင်းတဲ့တရားတစ်စင်းပါ။ဒါကိုအမြင့်ပေ3000ကျော်ပေါ်မှာတိဆောက်ထားတာဖြစ်ပါတယ်။ခရီးသွားတော်တော်များများဟာဒီနေရာရောက်ရင်လက်ဖြတ်သွားတတ်ကြပြီးဖင်ပြားလီပေါ်မှာထိုင်ချလိုက်ရုံကလေးပဲရှေ့ဆက်ဖို့ခြေတင်လန်းတောင်မလန်းရဲကြတော့ပါဘူး။ဒါပေမဲ့အကြောက်ဆုံးအပိုင်းကတော့မတ်ဆောက်လာတဲ့90 degree downlight 6ကမ်းပါးတွေပေါ်မှာဖုံးတော်လေးတွေထုစစ်ခဲ့တဲ့ရှီဟောင်းလန်းကလေးတွေပဲဖြစ်ပါတယ်။ဒီလန်းတွေဟာတက်တန်းစနစ်1000ကျော်နေပြီးဖျားဘူးတွေဟာတောင်ပေါ်ကဖျားเจ้าတွေစီတက်ဖို့အခုထိအသုံးပြုနေကြတော့မှာဒီမှာတော့ဘေးကိန်းလုံခြုံရေးပိုက်တွေတမ်မနီကျိုးတွေတန်ကျိုးတွေဒါမှမဟုတ်လက်ရန်တွေလုံးဝမရှိပါဘူးဒီလန်းအချို့ရဲ့အခြေဟာ12လက်မတောင်မတိပါဘူးပြောရရင်ပေတန်းတကြောင်းစာအရှိထပ်တောင်ပိုချင်းပါတယ်ဒီလန်းတွေကနေအောက်ကိုပြုတ်သွားရင်အ ਨੇ ဆုံးပေ2000ဒါမှမဟုတ်ဒီထက်မပိုနိုင်ပါတယ်ကဲတင်ကောဒီလိုနတ်ရှင်းလာတဲ့6နတ်ကြီးပေါ်မှာခြေတလန်းလမ်းကြည့်ဖို့တက်တီရှိရလားဗျာကောမန့်မှာတခုခုဖြောခဲ့ပါအောင်နော်